စိတ်ဓာန်ရာဆိုတဲ့နာမည်နဲ့ဒီညပြောပါမယ်စိတ်ဓာန်ရာရတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောတဲ့တရားတော်အရာဆိုလို့ရှိရင်အရာရာမှာစိတ်ကပြဋ္ဌာန်းတယ်အရာရာမှာစိတ်ကရှေ့ဆောင်တယ်အရာရာမှာစိတ်ကအကြည်အမှုဖြစ်တယ်ဒီစိတ်ကြောင့်မလို့လည်းပဲလူတွေဟာကောင်းတာတွေလုပ်ကြမကောင်းတာတွေလုပ်ကြဒီလိုမျိုးတွေလုပ်ကြတဲ့အခါမှာဒီစိတ်ကိုထိမ့်သိမ့်မှုမလုံးနိုင်တဲ့သူတွေဟာစိတ်ဓာန်ရာတွေရကုန်ကြတယ်စိတ်ဓာန်ရာတွေရကုန်တယ်ဆိုတဲ့နေရာမှာသူများရဲ့စိတ်ကြောင့်လည်းမဟုတ်ဘူးကိုတယောက်တည်းရဲ့စိတ်ကြောင့်ကိုတယောက်တည်းရဲ့သဘောထားကိုတယောက်တည်းရဲ့အမြင်ကိုတယောက်တည်းရဲ့အပြုအမူတွေကြောင့်ကိုယ်တန်ကိုပြန်ခံကြဘယ်လိုလူမျိုးတွေစိတ်ထန်ရာရကြလဲဆိုလို့ရှိရင်လောကမှာဖျားဟောသောတရားအရာဆိုလို့ရှိရင်သေခြင်းတရားဆိုတာအဖန်ဖန်နှလုံးသွင်းရတယ်သေခြင်းတရားအဖန်ဖန်နှလုံးသွင်းရမယ်ကိစ္စကိုတချို့ကသေခြင်းတရားကိုနှလုံးမသွင်းဘူးကျမ်းမာရေးကောင်းနေလို့ရှိရင်ကျမ်းမာရေးကောင်းလို့ဆိုပြီးတော့မန်တက်တယ်ပညာတက်ရင်ပညာတက်လို့ဆိုပြီးတော့မန်တက်တယ်ယာရုဌာနန္တရာရှိရင်ယာရုဌာနန္တရာကြောင့်ဆိုပြီးတော့မန်တက်တယ်သူ့ရဲ့ဆိုင်ရာကုံကျေးဇူးတွေများနေလို့ပရိသတ်များခြင်းနာမည်ကြီးခြင်းဆိုတဲ့အကြောင်းတွေကြောင့်လည်းမန်တက်တယ်အဲ့မန်တက်နေတဲ့အချိန်မှာသူတို့သေဖို့မစင်စားကြဘူးသေဖို့မစင်စားတဲ့သူတွေဟာစိတ်ရိုင်းလာပြီသူတို့စိတ်တွေရိုင်းလာတဲ့အခါမှာဆိုလို့ရှိရင်သူတို့ရဲ့ထားခဲ့တဲ့စိတ်ထားတွေကြောင့်တဘာဝအကြဆုံးတရားတစ်ခုကလူတစ်ယောက်ကိုပြုံးပြရင်အဲ့ဒီလူတစ်ယောက်ကပြန်ပြုံးပြမယ်လူတစ်ယောက်ကိုမဲ့ပြရင်အဲ့လူကပြန်မဲ့ပြမှာပဲဒီတော့သူ့ရဲ့စိတ်ကြမ်းမှရေးမကောင်းခဲ့တဲ့ကိုသေခြင်းတရားကိုမမြဲခြင်းသဘောတရားကိုမစင်ကြင်ဘဲနဲ့အမြဲနေတယ်သူ့ကိုယ်သူဟုတ်လာပြီလက်ရှိဖြစ်နေတဲ့အစဉ်ပြေနေမှုကိုသူကအဲ့ပုံမှာမန်တက်သွားတယ်မန်တက်သွားတဲ့အခါလူတစ်ယောက်ကမန်တက်တာနဲ့တပြိုင်နက်ရင်လေးယူသွားတာပဲလူတစ်ယောက်ကစီးစိမ်မှတ်သွားတာနဲ့တပြိုင်နက်ရင်လေးယူသွားတာပဲလူတစ်ယောက်ကသူ့မှာအပေါင်းအသင်းအတိုင်းဝိုင်းတွေအချမ်းရံတွေပေါ်လာတာနဲ့တပြိုင်နက်ရင်လေးယူသွားတာပဲစိတ်ကိုမထိန်နိုင်တဲ့သူတွေကရင်လေးယူတော့တာပဲအဲ့ဒီရင်လေးယူသွားတဲ့အချိန်မှာသူကပတ်ဝန်းကျင်ကိုမထီမဲ့မြင်ဆက်ဆံလာတတ်တယ်သူ့ရဲ့မန်ကြောင့်တစ်ဖက်သားကိုမောက်မာပြောတတ်တယ်ချိုးဖဲ့ပြောတတ်တယ်အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တယ်အဲ့တော့သူ့အမူအရာတွေကြောင့်တစ်ဖက်ကခံရတဲ့သူကလည်းသူ့အပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုတွေဖြစ်လာတယ်ဒီအခါမှာသူထားတဲ့မန်ကြောင့်ပတ်ဝန်းကျင်ရဲ့အဆိုးတုံ့ပြန်မှုတွေပြန်ရတယ်ပတ်ဝန်းကျင်ရဲ့အဆိုးတုံ့ပြန်မှုတွေရတဲ့အခါကျတော့သူမပြောတော့ဘူးအောက်ထစ်ဆုံးသူ့ကိုတွေ့တဲ့သူတွေကနှာခေါင်းရှုံမယ်နှာခေါင်းမဲ့မယ်သူ့ကိုတွေ့တဲ့သူတွေကသူ့ကိုပြုံးမပြချင်တော့ဒီမှာတင်သူဟာပတ်ဝန်းကျင်နဲ့အဆင်မပြေစဖြစ်လာဒီအခါမှာစိတ်ဖိစီးမှုတဖြည်းဖြည်းရလာရင်လည်းစိတ်ထန်ရာရတော့တာပဲအဲ့တော့သူရတဲ့စိတ်ထန်ရာကပြန်သုံးသက်ကြည့်တော့ဘယ်သူကြောင့်မှမဟုတ်ဘူးသူဘဝမေ့နေလို့လောဆယ်စီဝါရေးအစဉ်ပြေနေလို့ရှင်လေလူတွေကအရန်သိတာတယ်စီဝါရေးအစဉ်မပြေဘူးဒီနေ့အစဉ်မပြေဘူးဆိုဒီနေ့သူကပုံစံချက်ချင်းပြောင်းသွားတယ်ကိုနှိမ်ချနေသလိုကိုတရားပဲမြင်သလိုဒီနေ့ပြန်အစဉ်ပြင်ကြည့်လိုက်အစဉ်ပြေတာနဲ့တပြိုင်နက်မျက်နှာချက်ချင်းပြောင်းသွားတယ်မျက်နှာလည်းချက်ချင်းပြောင်းသွားတယ်အဲ့ဒါဘာလဲဆိုတော့လုံးဝတကယ့်ကိုတရားမရှိတာအမြဲတမ်းကိုစင်ကျင်သုံးသက်တဲ့ပုံကိုမျိုးကဒါခဏသာတည်နေတဲ့သဘောလို့သုံးသက်လိုက်နိုင်တဲ့အခါကျတော့မှန်မတက်ဘူးဘယ်လိုအနေထားပဲဖြစ်ဖြစ်ဒါခဏပဲဖြစ်တဲ့သဘောဥပမာအားဖြင့်ကိုဘေးနားမှာအတိုင်းဝိုင်းရှိနေတယ်ဆိုတာကိုအလုံးလုံးနိုင်တုံကိုပေးနိုင်တုံကိုကျွေးနိုင်တုံအနားမှာလူတွေနေနေတာလို့သူနားလဲတယ်ဒီတော့သူမှန်မတက်ဘူးမန်တက်တဲ့သူကအဲ့ဒီခဏတာအဲ့လိုဖြစ်တာလေးကိုငါဟုတ်လာပြီငါတော်တော်ဟန်ကြနေပြီအဲ့မှာမန်တက်သွားတက်တဲ့မန်ကြောင့်သူ့ရဲ့မျက်နှာလည်းပြောင်းသွားတယ်ကိုအမူအရာလည်းပြောင်းသွားတယ်စကလုံးတွေပါပြောင်းသွားတယ်လေကြီးမိုးကြီးပြောတယ်လို့သူများတွေပြောတဲ့စကားအဲ့လိုလူမျိုးတွေအဲ့တော့ဒီလူမျိုးတွေဟာကိုယ့်ရဲ့နှုတ်ကိုမထိန်နိုင်ပဲနဲ့ကိုယ့်စိတ်ကိုလည်းမထိန်နိုင်တဲ့အခါကျတော့သူ့ရဲ့မထိန်သိမ်းနိုင်မှုကြောင့်သူပြောလိုက်တဲ့စကားတွေသူထားတဲ့မျက်နှာထားသူလုပ်တဲ့အလုပ်သူပေးတဲ့အပေးတွေကတစ်ဖက်သူကဒါတွေရတဲ့အခါသူ့အဆိုးတွေပြန်တုံ့ပြန်တယ်သူ့ကိုလူတွေရှောင်လာတယ်သူ့ပတ်ဝန်းကျင်မှာလူမှန်တွေနဲလာတယ်အဲ့ဒီမှာသူဟာစိတ်ကြယောဂရပြီးတော့စိတ်ထန်ရကြတာပဲတဲ့အဲ့တော့အနှစ်ချုပ်ပြောချင်တာကဖခင်ရဲ့ဆုံးမမှုအောက်မှာနေကြတယ်သူတွေဖြစ်တဲ့အတွက်ကြောင့်သေခြင်းတရားကိုမမေ့ပါနဲ့မှန်မတက်ပါနဲ့ဒါဆိုရင်စိတ်ထန်ရမှာမဟုတ်ဘူးဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းစိတ်ထန်ရတွေကနေလွန်ငင်းကြပါစေလို့ပြောရင်နေခုံးချုပ်ပါတယ်